ဒီမှာဖန်ရှောင်းဒူထောက်တာကြီးကအရန်လာတယ်ချင်မီတို့ရေဘလို့ကြိုက်မှမသိဘူးဒူထောက်တဲ့အပိုင်းကိုလေပြီးတော့ရှူလန်နေပြီးစာချုပ်ပေးလိုက်တဲ့အခါမှာအမြင်ရှူကားဘေဘီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာချုပ်မှာလက်မှတ်ထိုးရမယ်ဆိုတော့သူကလှုပ်ထားဆိုဖန်ရှောင်းကစိတ်တူပြီးတော့ငါတို့ပတ်သက်မှုအဲ့လိုမျိုးမဟုတ်ဘူးလေငါတို့ကချစ်သူနှစ်ယောက်လည်းပတ်သက်မှုမျိုးလိုချင်တာဆိုသူကပြောရယ်ကွာဒါပေမဲ့ရှူလန်အဲ့လိုမဖြစ်ချင်ဘူးစာချုပ်စာတမ်းနဲ့သူကမှတ်ထားခြင်းတယ်လို့ပြောတဲ့အခါကျတော့ဖန်ရှောင်းနဲ့ okay အဲ့ဆိုရင်ရှူကားဘေဘီမလုပ်နဲ့ငါပဲရှူကားဘေဘီလုပ်လိုက်မယ်ပေါ့နော်မင်းကပဲငါရဲ့ရှူကားဒေးလုပ်ပါဆိုဖန်ရှောင်းပြန်ပြောလာရောရှူလန်ထပ်ပြောရပါငါရှူကားဒေးလုပ်ရမယ်ဆိုရင်တော့မင်းငါ့ကိုအထက်ပုတ်ကိုနေရပေးရမယ်ဆိုပြီးသူကပြောတယ်အဲ့ဟာလေဖန်ရှောင်းလက်ခံတော့ကဘယ်လိုပဲဖြစ်ဖြစ်ရှူလန်သူ့နားရှိနေဖို့တော့အထီးကဆိုပြီးကြိုက်တယ်ရန်အဲ့လိုမျိုးလေး